ပထမဗီဒီယိုမှာကျွန်တော် x square minus y square ကိုကျွန်တော်တခုတက်တည်ပြခဲ့တယ်ဒီမှာလည်းပုံနဲ့ပေါ့နော်ကျွန်တော်ပြန်ပြီးတော့မှတက်တည်ပြကြည့်မယ်ဆိုရင်ပထမဆုံးပေါ့နော်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီမှာရှိတဲ့ဒီ square လေးကိုပေါ့နော်ကျွန်တော်တို့ဒီ square လေးကိုဒီထဲကိုထည့်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တွန်းနှုတ်မှာပေါ့နော်ဒါလေးကိုနှုတ်မှာကျွန်တော်တို့လိုချင်တာကဒီအပြင်မှာကြံခဲ့တဲ့ဒီအပိုင်းကိုလိုချင်တာပေါ့နော်အပြင်မှာကြံခဲ့တဲ့အပိုင်းကိုလိုချင်တယ်ဆိုတော့ကဒီမှာကျွန်တော်ဒီပြင်မှာကြံခဲ့တဲ့အပိုင်းတွေကိုဒီမှာထည့်ကြည့်မယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အပိုင်းရသွားပြီပေါ့နော်ကျွန်တော်တို့လိုချင်တဲ့အပိုင်းကဒီအပိုင်းတွေဖြစ်တယ်ပေါ့နော်ဒီပြင်ကအပိုင်းတွေဖြစ်တယ်โอเคအဲ့ဆိုရင်တော့ကျွန်တော်တို့တီးပြီးသားကဒါလေးက y ပေါ့နော်ဒါလေးက y ဖြစ်တယ်ဒါလေးကဘာဖြစ်မလဲဆိုတော့ဒီအပိုင်းက y ပေါ့အဲ့ဆိုရင်ဒီအပိုင်းလေးက x minus y ဆိုတဲ့အပိုင်းလေးရမယ်ပေါ့နော်ပြီးရင်ဒီအပိုင်းက y ဖြစ်တယ်ဆိုရင်ဒီအပိုင်းကလည်းx minus y ဆိုတဲ့အပိုင်းလေးရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့မှဒီအပြင်ပိုင်းပေါ့နော်ဒီအပြင်ပိုင်းကိုရဲ့ area ကိုစပြီးတော့မှရှာလို့ရပြီပေါ့နော်အဲ့တော့ပထမဆုံးဒီအပေါ် area ကိုအရင်ဆုံးရှာမယ်ပေါ့နော်အဲ့တော့ဒီအပေါ် area ကိုရှာမယ်ဆိုရင် y နဲ့ x minus y နဲ့မြောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ပိုင်းarea လေးကိုရမယ်ပေါ့နော်ပြီးရင်အပေါင်းပေါ့နော်ဒီ channel လေးတဲ့အပိုင်းအောက်ပိုင်းပေါ့အဲ့ဒါလေးကိုကျတော့ x နဲ့ဗာနဲ့မြောက်ရမလဲဆိုတော့ဒီမှာ x minus y နဲ့မြောက်ရမှာပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ total area ရပြီဆိုတော့ကျွန်တော်တို့ဒီဖေထုတ်လိုက်တဲ့အပိုင်းကဒီအပိုင်းပေါ့နော်ဒီ channel သေးတဲ့area ကကျွန်တော်တို့လိုချင်တဲ့ area ပေါ့နော်ဆိုတော့ဒီမှာx minus y နဲ့ x minus y ရှိတယ်ဆိုတော့ကျွန်တော်တို့ x minus y ကိုကျွန်တော်တို့ပုံထုတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ပါကြမလဲဆိုတော့ y plus x ဆိုပြီးတော့ပတ်ချင်မယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ x square ကျွန်တော်တို့လိုချင်တဲ့အဖြေရသွားပြီပေါ့နော် x square minus y square is equal to က x minus y တကွင်းနဲ့ x plus y တကွင်းဆိုပြီးတော့မှရလာတယ်အဲ့ဆိုရင်တော့ဒါလေးပဲတက်တည်ပြတဲ့ဒီပုံနဲ့ပေါ့နော်ဒီပုံလေးနဲ့တက်တည်ပြတဲ့အပိုင်းဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်